ဇလန်းဆဆချင်းမှာတော့လီနာတယောက်မထင်မှတ်ပဲအိယာကနေနိုးလာတဲ့အခါသူ့ရဲ့ဘေးနားမှာဂျိုသားတစ်ကောင်ကိုတွေးလိုက်ရလို့ရင်တွေတုံပြီးထိတ်လန့်သွားခဲ့ရပါတယ်။သူမချက်ချင်းပဲအဲ့ဒီနေရာကနေထွက်ပြေးဖို့ကြိုးစားပေမဲ့အပြင်မရောက်ခင်မှာပဲဂျိုသားကသူမကိုအတင်းဖိချုပ်ထားလိုက်ပါတယ်။ဘလောက်တောင်အပြင်းတလဲဆိုရင်လီနာခများလှုပ်တောင်မလှုပ်နိုင်တော့ပါဘူး။သူမအစွမ်းကုန်ပြန်လဲခုခံပေးမဲ့လေဘာမှမတတ်နိုင်ခဲ့ပါဘူး။ဂျိုသားကသူမကိုပိုပြီးတင်းကျပ်စွာဖိထားလိုက်တာအဲ့ဒီဖိအားတန်ကြောင့်ပဲလီနာသတိလစ်မေ့မျောသွားခဲ့ရပါတယ်။တကယ်တော့ဒီဂျိုသားကသူမရဲ့လှုပ်ရှားမှုတိုင်းကိုမျက်ခြေမပြတ်လိုက်ကြည့်နေပြီးသူမလုပ်သမျှကိုလိုက်လုပ်နေတာပါဒီလိုနဲ့လီနာပြန်ပြီးတတိယလာတဲ့အချိန်မှာဂျိုသားကထွက်မသွားသေးပဲရှိနေတော့မှာပဲဒါပေမဲ့ဒီတစ်ခါမှာတော့လီနာသဘောပေါက်သွားတာတခုကဒီကောင်ကြီးဟာသူမလုပ်သမျှကိုလိုက်တူနေတယ်ဆိုတာပါပဲဒါနဲ့သူမလည်းဒီချက်ကိုအခွင့်ကောင်းယူဖို့ကြံလိုက်ပါတယ်သူမဟာသူမရဲ့ကြောပိုးအိတ်ရှိရာစီကိုဖြည်းဖြည်းချင်းတိုးသွားပြီးအိတ်ထဲကနေမီးစုံဘုံတစ်လုံးကိုထုတ်လိုက်ပါတယ်ပြီးတော့အဲ့ဒီဘုံကိုဂျိုသားရဲ့လက်ထဲကိုဖြည်းဖြည်းချင်းထည့်ပေးလိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကဂျိုသားရဲ့လက်ကိုထိလိုက်တဲ့အချိန်မှာပဲအဲ့ဒီအကောင်ကြီးကတဖြည်းဖြည်းပုံစံပြောင်းလဲလာပြီးလီနာရဲ့ပုံစံအတိုင်းတစ်ထက်တည်းဖြစ်သွားပါတော့တယ်တကယ်တော့ဒီဂျိုသားဟာလူသားတွေရဲ့မျိုးရိုးဗီဇကိုချက်ချင်းကူးယူပြီးပုံစံတူပြောင်းလဲနိုင်စွမ်းရှိနေတာကိုလီနာလန့်သွားပေမဲ့အရေးကြီးတာကဒီနေရာကနေလွတ်မြောက်ဖို့လေဒါကြောင့်သူမကဘုံရဲ့စနက်တံကိုဖြုတ်လိုက်ပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးပါတော့တယ်တခဏအတွင်းမှာပဲဘီလူကောင်ကြီးမီးဟုံးဟုံးတောက်လောင်သွားပြီးလီနာကလည်းမီးပြတိုက်ထဲကနေအောင်မြင်စွာလွတ်မြောက်သွားခဲ့ပါတော့တယ်